ဂျော်ရှော့ဘန်ရဲ့ ground ဖန်ကောင်းလုံးတာကြောင့်ရှုံးလို့မရခဲ့ဘူးဆိုပြီးတက်စလူတရာကိုယ်တိုင်ရင်ဖွင့်ပြောကြားလာပါတယ်။တရာရဲ့ရင်ဖွင့်သွားတဲ့စကားတွေထဲမှာဘာတွေပါဝင်နေလဲ။တစ်ဖက်မှာလည်း BNF ချန်ပီယံဟောင်းဂျော့မတ်စပီတွေက UFC 331ကောင်ပွဲစဉ်အတွက်ပန်နူဂျာဘက်ကနေနိုင်ပေးပြီးတော့တစ်ဖက်သက်ပြောသွားခဲ့ပါတယ်။မတ်စပီရဲ့စကားတွေထဲမှာဘာတွေပါဝင်နေလဲဆိုတာကြည့်လိုက်ကြရအောင်။ UFC 331မှာပြည်သက်တွေမျှော်လင့်နေကြတဲ့ဂျော်ရှော့ဘန်နဲ့လက်ဆနာပန်နူဂျာတို့ရဲ့ဒုတိယမြောက်မကြေပွဲကြီးကို UFC ကနေကောင်ပွဲဖြစ်တရားဝင်သတ်မှတ်ပေးလိုက်ပါတယ်။ဒါကအရှင်းလူငယ်လေးဂျော်ရှော့ဘန်ရဲ့ UFC သမိုင်းမှာပထမအဆုံးကောင်ပွဲထိုးရတာလည်းဖြစ်ပါတယ်။ UFC 323ရဲ့ပထမပွဲတုန်းကပန်နူဂျာလက်ထံရသွားလို့ဂျော်ရှော့ဘန်က DKO နဲ့နိုင်ပြီးတော့ချန်ပီယံဖြစ်လာခဲ့တာပါ။ဒဏ်ရာကြောင့်ရှုံးခဲ့ရတဲ့ပန်နူဂျာတို့ခံပြင်းစရာဖြစ်ခဲ့တယ်လို့ဂျော်ရှော့ဘန်တို့လည်းမေးခွန်းတွေကြံနေခဲ့ပါတယ်။ဒါပေမဲ့ဂျော်ရှော့ဘန်ကတက်စလိုတိုင်ရာနဲ့ခပတ်ကာပွဲမှာ DKO နဲ့အပြည့်အသက်ထပ်နိုင်ပြပြီးတော့ချန်ပီယံအစ်စ်ဖြစ်ကြောင်းကိုသက်သေပြခဲ့ပြီးပါပြီ။အခုတော့ဒဏ်ရာပြောက်လာတဲ့ပန်နူဂျာနဲ့တန်တရားတွေကိုရှင်းထုတ်ကျင်နေတဲ့ဂျော်ရှော့ဘန်တို့ UFC 331မေးဘက်မှာအကျိတ်နဲ့တွေ့ကြတော့မှာပါ။မတ်စပီရဲ့သုံးသက်ချက်တွေကိုမတော်ခင်တက်စလူတိုင်ရာကမကြသေးမီကဘာတွေရင်ဖွင့်သွားလဲဆိုတာအရင်ကြည့်ကြရအောင်။တိုင်ရာကသူ့အနေနဲ့ပထမရှိမှတင်ဂျော်ရှော့ဘန်ကိုတိတ်တောင်းရယူနိုင်ခဲ့ပြီးတော့အပေါ်ကနေအချိန်များကြီးအသာစီးရယူခဲ့တာပါ။ဒါပေမဲ့မောက်ပိုဇီရှင်ရနေတာကိုဘာဖြစ်လို့မရှုံးနိုင်ခဲ့လဲဆိုပြီးဂျပန်ပြည်သက်တွေကမေးခွန်းထုတ်နေကြပါတယ်။တိုင်ရာပြန်ပြောပြသွားတာကကျွန်တော်ပေါ်ကနေမျက်နှာကိုထိုးဖို့ကြိုးစားခဲ့တယ်။တခြားဖိုက်တာတွေဆိုရင်မျက်နှာကိုထိတာနဲ့ဘေးကိုလှည့်သွားကြတယ်။အဲ့ဒီလိုလှည့်သွားတာနဲ့ပတ်ဖို့သရှင်ပြောင်းပြီးတော့ရှုပ်ဖို့ကအရန်လွယ်ကူပါတယ်။ဒါပေမဲ့ဂျော်ရှော့ဘန်ကမျက်နှာကိုထိုးခွင့်မရအောင်ရှေ့ထောက်နဲ့ဆန်းထုတ်တယ်။အသက်ငယ်သေးပေမဲ့ဒီလိုကာကွယ်နိုင်တာတော်တယ်လို့ထင်တယ်။တေတောင်တစ်ဖက်အားနေပေမဲ့မြေပြင်ကာကွယ်မှုပိုင်း training ကတော့တော်တော်လေးကိုကောင်းပါတယ်ဆိုပြီးပြောသွားတာပါ။ဒီနေရာမှာသုံးသပ်ရရင်ဂျော်ရှော့ဘန်က BJJ စစ်မြင့်တဲ့တက်စလူတရာရဲ့ရှုပ်ပွက်တွေကိုအေးအေးဆေးဆေးနဲ့တားဆီးနိုင်ခဲ့ပါတယ်။ချန်ပီယံပေါ်ရောက်သွားုံနဲ့ဂျော်ရှော့ဘန်ကဒုက္ခရောက်သွားမဲ့သူမဟုတ်ဘူးဆိုတာအဲ့ဒီပွဲကသက်သေပြလိုက်ပါတယ်။တကယ်တော့တက်စလူတရာနဲ့ဂျော်ရှော့ဘန်မထိုးခင်တုန်းကပန်နူဂျာအင်တာဗျူးတစ်ခုမှာတက်စလူတရာကသူ့ရဲ့ကိုယ်ပွားပဲလို့ပြောဘူးပါတယ်။ချန်ပီယံဖြစ်ဖို့ဆိုရင်ပေါင်စင်တစ်ခုတည်းနဲ့မလုံလောက်ဘူး။ ground မှာပါကျွမ်းကျင်ရမယ်။ဂျော်ရှော့ဘန်စီမှာတော့ ground စွမ်းစားမမြင်မိပါဘူး။အဲ့ဒါကြောင့်မလို့သူ့ကိုယ်ပွားဖြစ်တဲ့တက်စလူတရာပဲအဲ့ဒီပွဲမှာနိုင်လိမ့်မယ်လို့ပန်နူဂျာကပြောခဲ့ဘူးပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ဂျော်ရှော့ဘန်ရဲ့တိုးတက်လာတဲ့ ground fight နဲ့ striking စွမ်းရည်ကိုတက်စလူတရာအနေနဲ့မတားဆီးနိုင်ခဲ့ပါဘူး။အခု UFC 331မကြေပွဲမှာလည်းပန်နူဂျာအနေနဲ့မြေပြင်မှာအသာစီးရအောင်မကစားနိုင်ခဲ့ရင်တော့ဂျော်ရှော့ဘန်ရဲ့ပြင်းထန်လာတဲ့လက်သီးတွေအောက်မှာနောက်တစ်ကြိမ်ဒူးထောက်ရအောင်ပါပါဒီလိုတက်စလိုတရာရဲ့ရင်ဖွင့်တန်နေနဲ့ပန်နူဂျာရဲ့အထင်သေးမှုတွေရှိနေတဲ့အချိန်မှာ BNF ကပတ်ချန်ပီယံဟောင်းဂျော်မတ်စပီတွေကတော့ပန်နူဂျာဘက်ကနေပတ်လိုက်ပြီးတော့ပြောလာပါတယ်သူဘာတွေပြောခဲ့လဲဆိုတာကြည့်ကြရအောင်မတ်စပီတွေကဒါကသမိုင်းတွင်ကျန်ရင်မဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါကျွန်တော်ကပန်နူဂျာရဲ့အသင်းဖော်တငယ်ချင်းလေးဖြစ်တယ်လို့သူ့ရဲ့ပြည်သက်အကြီးစားဆိုရင်လည်းမမှားပါဘူးသူစီကံဘယ်လောက်ရှိလဲဆိုရင်စနေနေ့ကမှတရောင်စေးပြုတ်သွားတာတော့ဗုဒ္ဓနေ့မှာဂျင်ကိုပြင်ရောက်နေပြီးရှုပ်ကွက်စွမ်းရည်နဲ့ပွဲဆုံးတတ်နိုင်စွမ်းမှာတော့သူကကဘာပေါ်မှာအကောင်းဆုံးနေထဲကတယောက်ပါလို့စတင်ပြောကြားခဲ့ပါတယ်မတ်စပီတွေကပန်နူဂျာရဲ့စိတ်ဓာတ်နဲ့အလုပ်လုပ်ပုံကိုအဓိကမြောက်ပင်ပြောဆိုထားတာပါဆက်လက်ပြီးတော့မတ်စပီတွေကပန်နူဂျာကပွဲကိုအသာစီးရသွားပြီးဘတ်ပိုစီချင်းအနေနဲ့ရှုံးမိသွားရင်သူ့မှာပွဲသိမ်းနည်းစနစ်တစ်ခုရှိပါတယ်အဲ့ဒါကဘယ်တော့မှမလွယ်ဘူးသူအနေနဲ့အဲ့ဒီလိုရသွားရင်တော့ပြိုင်ဘက်တွေအတွက်လုံးဝပြဿနာပဲမင်းအနေနဲ့ရှင်းရှင်းထားမရနိုင်ရင်တော့အန်ဒီရများတယ်သူဂျော်ရှော့ဘန်ကိုတိတ်တောင်းလုပ်နိုင်မှာပါစိတ်ကြိုက်နေထားတဲ့ဝင်သွားမယ်လို့ထင်တယ်ပွဲကကြမ်းမြင့်ပေါ်ရောက်သွားတာနဲ့လုံးဝတခြားစီပွဲဖြစ်သွားလိမ့်မယ်လို့ပြောသွားပါတယ်ဒီနေ့မှာမတ်စပီတွေကပန်နူဂျာရဲ့ grappling ကိုအရန်ယုံကြည်နေတယ်တက်စလူတရာရှိကျူးထားတဲ့ဂျော်ရှော့ဘန်ရဲ့ ground fight ကိုမတ်စပီတွေထည့်တွက်ထားဖို့မရပါဘူးဂျော်ရှော့ဘန်ကအောက်ကနေယုံထားအောင်နေတဲ့မဟုတ်ဘူးတံပြန်ထိုးနိုင်စွမ်းရှိတာကိုလည်းပန်နူဂျာတို့အသင်းဘက်က shot တွက်ထားပုံရပါတယ်နောက်ဆုံးအနေနဲ့မတ်စပီတွေက striking ဘိုင်းကိုလည်းအခုလိုရှင်းပြသွားပါတယ်striking မှာတော့ဂျော်ရှော့ဘန်ရဲ့ဘောက်စင်စွမ်းရည်ကအကောင်းဆုံးထဲမှာပါတာလုံးဝညင်းစရာမရှိဘူးထိုးအားအမြင်နှုံးတုတ်ပြတ်မှုနဲ့တက်လုံနေမှာတာပါတယ်ဒါပေမဲ့ပန်နူဂျာမှာလက်နက်ပိုးစုံနေသူကရှေ့ကန်ချက်ဒူတိုက်ချက်တွေကိုလုံးဝသုံးနိုင်နေမတရတက်ခတ်ရင်တော့မှပွဲကောင်းတစ်ပွဲဖြစ်လာမှာပါဒါပေမဲ့ချန်ပီယံပေါ်ရောက်ရင်တော့ပွဲပြီးသွားမယ်လို့ထင်ပါတယ်ဆိုပြီးဒီကုန်းချုပ်အနေနဲ့ပြောသွားပါတယ်မတ်စပီရဲ့ဒီသုံးသက်ချက်ကပန်နူဂျာဘက်ကိုအသီးသားကြီးပတ်လိုက်ထားသလိုပဲပန်နူဂျာရဲ့လက်နက်စုံတာအမှန်ဖြစ်ပေမဲ့ဂျော်ရှော့ဘန်ရဲ့ဘောက်စင်အမြန်နှုံးနဲ့အကွာဝေးထိန်းချုပ်မှုကိုပန်နူဂျာရဲ့ရိုးရှင်းတဲ့ရှေ့ကန်ချက်တွေတထောင်ရချက်တွေကရှင်ဖို့လွယ်ပါမလားစထရိုက်ကင်မှာဂျော်ရှော့ဘန်ကအဝေးကနေပွဲကိုထိန်းချုပ်သွားနိုင်စမ်းရှိပါတယ်ရှုံကုန်သုံးသပ်ရရင်တော့မတ်စပီတွေကအမေရိကန်တော့တင်းချင်းရဲ့အသင်းပေါ်ဖြစ်တာကြောင့်ပန်နူဂျာကိုပန်းလိုက်ပြီးတော့အကောင်ပြောသွားတာသဘာဝကျတယ်မတ်စပီတွေပြောသလိုပန်နူဂျာကဂျော်ရှော့ဘန်ကိုမဟိုက်တော့အောင်ဖိအားပေးမယ်ဆိုတာလုံးဝမဖြစ်နိုင်ဘူးဂျော်ရှော့ဘန်မှာငယ်ကုန်ရှိတယ်တက်လို့လည်းပူကောင်းတယ်ထူအားနဲ့မြန်နှုံးကပန်နူဂျာထက်အများကြီးတာပါတယ်ပန်နူဂျာအတွက်တော့ဒီပွဲကရှုံးလို့မရတဲ့ပွဲပါအသက်အရွယ်ရာဒီပွဲရှုံးရင်ကပတ်ပြန်လူဖို့မလွယ်တော့သလိုနောက်တက်လာတဲ့လူငယ်တွေကိုကြောဖို့လည်းမဖြစ်နိုင်တော့ပါဘူးဂျော်ရှော့ဘန်တော့ကတော့သူ့ရဲ့စွမ်းရည်ကိုတက်တည်ပြပြီးကပတ်နဲ့ထိုးကြီးတွေကိုတိမ်ပိုက်ယူရမယ်ပွဲပဲဖြစ်ပါတယ်
ဆိုတော့ UFC 331ရဲ့ main event မှာဂျော်ဂျော်မန်ကပန်နူဂျာကိုဒုတိယအကြိမ်ပြတ်တက်နိုင်ယူပြီးတော့ဒါမှမဟုတ်ပန်နူဂျာကပဲကပတ်ကိုပြန်လဲလူယူသွားမလားဆိုတော့ဂျော်မတ်စပီဒီရဲ့သုံးသက်ချက်တွေကိုရောဘယ်လိုမျိုးမြင်လဲဆိုတာဒီဗီဒီယိုရဲ့ကွန်မန့်အောက်မှာဝင်ပြီးတော့ဆွေးနွေးပေးကြပါဦးဆိုတော့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီလို့အားလုံးကျေးဇူးတင်ပါတယ်